ဖွေးလေးတွေးရှိလေဆို3မိနစ်ပဲချိန်ရပါတော့ရောမှာကြည့်လိုက်မယ်855ဆိုတော့ပေါင်းရင်8ပြီးတော့9နဲ့4ဆိုတော့တက်ပါနော်ပြီးတော့လို့ရှင်9 3ည8ဆိုရင်3ည9 8ဆိုတော့ခွန်ဆိုတော့8 1 3ခွန်ခွေပါနော်နောက်တစ်ပတ်စာမွေးခဏပေါ့နော်ဘာထွက်သွားလဲဆိုတော့မှာ3ခွန်ထွက်တယ်ပေါ့နော်3ခွန်3ထွက်သွားတယ်ပေါ့နော်ပြီးတော့နောက်တစ်ပတ်ကျတော့အဲ့ဆိုင်တိုင်းပဲ438ကျတော့438တော့ခွန်ရှေ့ပေါ့နော်9နော်ပြီးတော့3ညခွန်4 3ည6က3ည2 9 3ကြတော့4ဆိုတော့5ခွန်3ည4ဆိုဘာပြောပါလဲဆိုတော့ဆိုပြီး4 5ဆိုပြီးထွက်သွားတယ်ပေါ့နော်ပြီးတော့နောက်တစ်ဆိုင်ဒီဘက်ထွက်တဲ့ခဏပေါ့နော်မ9 1ဆိုတော့ခွန်ပြီးရလို့ရှိရင်ခွန်68ကြတော့တက်ပေါ့နော်တက်ပြီးရလို့ရှိရင်2 9 4က9ပြီးရလို့ရှိရင်3 4 1က8ဘာထွက်သွားလဲဆိုတော့80ခွန်ပေါ့နော်8ခွန်ထွက်တယ်ပေါ့နော်ဒီတစ်ပတ်8ခွန်ထွက်တယ်ပေါ့နော်နောက်တစ်ပတ်စာအတွက်ပေါ့နော်နောက်တစ်ပတ်စာအတွက်ဆိုရင်တွေ့ရတော့3ည4 3ညဆိုရင်4 5 3ည3က8ပေါ့နော်ပြီးလို့ရှိရင်ခွန်2 3ကြတော့2ပေါ့နော်3ညခွန်8ဆို8ဆိုတော့4 8 2 5ပေါ့နော်4 8 2 5ကိုခွေထိုးရမှာပေါ့နော်ခွေထိုးရမယ်4 8 2 5ခွေပေါ့နော်ခွေအားထိုးတော့တစ်ပတ်စာပေါ့နော်လာပြပြီးတာပါ